はい、皆さんこんばんは。いつもとめこや第2週で外出しましょう。အပြင်ထွက်ကြရအောင်ဆိုတဲ့ခေါင်းစဉ်အောက်က1日目ကို私နဲ့အတူတူပန်ကျော်しましょうね。ခေခါကိုတတ်မှာရှောအစီအစဉ်တွေကိုရေးဆွဲကြည့်ကြအောင်ဆိုတဲ့ခေါင်းစဉ်အောက်ကပထမဦးဆုံးအဲဝမီတဲ့ပို့ပွဲမှာရှောね。ပထမဆုံး私တို့ကဒီနေ့ကဆွေးရောပြီလေးကိုဒီနေ့လို့သတ်မှတ်လိုက်မယ်။အဲ့တော့သူ့ရဲ့ရှေ့ကခရောဘီကမနေ့ကဖြစ်သွားမယ်။မနေ့ကစကူဂျစ်မနေ့ကနောက်ထပ်တစ်မျိုးခီနိုမနေ့ကခရောဘီရဲ့ရှေ့ကကဆွရောဘီကကြတော့မနေ့ကတမြန်နေ့ကဖြစ်သွားမယ်။ဤစကူဂျစ်တမြန်နေ့နောက်တစ်မျိုးအိုတိုတိုအီလို့လည်းပြောပါတယ်။မနေ့ကတမြန်မနေ့ကဟိုလွန်ခဲ့တဲ့3ရက်နေ့ကဘယ်လိုပြောမလဲ။စာခီအိုတိုတိုအီလွန်ခဲ့တဲ့3ရက်ဟုတ်ပြီဒီနေ့ကိုပြန်သွားမယ်ဆွေးရောဘီကဒီနေ့မကူရောဘီဆိုတော့မနက်ဖြန်ရောက်သွားပြီအဆူလို့ခေါ်ပါတယ်မနက်ဖြန်နောက်တစ်မျိုးအာရှတမနက်ဖြန်ပြီးတော့တပတ်ခါအာဆတ်တပတ်ခါပါမနက်ဖြန်တပတ်ခါပြီးရင်နောက်ထပ်3ရက်မြောက်နေ့နောက်3ရက်မြောက်နေ့ကရှီယာဆတ်နောက်3ရက်မြောက်နေ့ပါဟုတ်ပြီအချီကဆွတ်ထဲမှာပါတဲ့ရက်တွေကိုကြည့်အောင်ပါဒါဆိုတော့ဆွေးသက်ချီတရက်နေ့နောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဆိုရင်ကန်ဂျစ်ဆူလို့ခေါ်ပါတယ်နှစ်ဆန်းတရက်နေ့ပထမဆုံးလရဲ့တရက်မြောက်နေ့ကတလပိုင်းတရက်မြောက်နေ့ကကိုကန်ဂျစ်ဆူနှစ်ဆန်းတရက်နေ့လို့လည်းခေါ်တယ်နောက်တစ်မျိုးကန်တန်လို့လည်းခေါ်ပါတယ်ကန်တန်နှစ်ဆန်းတရက်နေ့နှစ်တစ်နှစ်ရဲ့တလပိုင်းမှာရှိတဲ့တရက်မြောက်နေ့ကနှစ်ဆန်းတရက်နေ့လို့ခေါ်ပါတယ်နောက်ထပ်တစ်ခုတရက်မြောက်နေ့ကိုကန်ဂျစ်ဆူနှစ်ဆန်းတရက်နေ့လို့ခေါ်ပြီးလကုံရက်ကိုကြတော့ကစ်စမတ်လို့ခေါ်ပါတယ်လကုံရက်31ရက်နေ့ကြတော့ကစ်စမတ်လကုံရက်လို့ခေါ်ပါတယ်ဟုတ်ပြီဒီကဂျပန်နေမှာဆိုလို့ရှိရင်လကို3ပိုင်းခွဲထားပါတယ်အစိမ်း私ကအစိမ်းလေးရဲ့အစိမ်းရောင်လေးနဲ့ခွဲထားပါတယ်ပြီးရင်နောက်ထပ်10ရက်ကိုအနီရောင်နောက်ဆုံး10ရက်ကိုတော့ခရမ်းရောင်လေးနဲ့တွဲပြီးတော့ပြထားပါတယ်ပထမဦးဆုံးလတစ်လရဲ့ပထမဦးဆုံး10ရက်နေ့10ရက်ကိုဘယ်လိုခေါ်လဲဆိုရင်လဆန်းပိုင်း10ရက်လို့ခေါ်ပါတယ်ပထမလတစ်လရဲ့ပထမဦးဆုံး10ရက်ကလဆန်းပိုင်း10ရက်ဂျပန်လိုဂျောဂျွန်းလို့ခေါ်ပါတယ်ဂျောဂျွန်းနောက်တစ်မျိုးရှော့ဂျွန်းလို့ခေါ်ပါတယ်ရှော့ဂျွန်းလဆန်းပိုင်း10ရက်နောက်ထပ်လတစ်လရဲ့အလယ်10ရက်လလယ်ပိုင်း10ရက်ကိုကြတော့ချူဂျွန်းလို့ခေါ်ပါတယ်ချူဂျွန်းလလယ်ပိုင်း10ရက်ပါနောက်ဆုံးလကုန်10ရက်လကုန်ပိုင်း10ရက်ကိုကြတော့ကေဂျွန်းလို့ခေါ်ပါတယ်ကေဂျွန်းပါ31ရက်ရှိရင်တော့17ရက်ပေါ့နော်အဲ့ဒါကိုတော့ကေဂျွန်းလို့ခေါ်ပါတယ်じゃあもっと覚えましょうねဂျာရက်ကိုကြတော့ပိတ်ရက်မဟုတ်ဘဲနဲ့ဂျာရက်ကိုဟေဂျစ်ဟုတ်ပြီအစိုးရပိတ်ရက်ကိုကြတော့ဘယ်လိုခေါ်မလဲရှုကူဂျစ်နောက်ထပ်မျိုးစိုက်ဂျစ်အစိုးရရုံးပိတ်ရက်ခေါ်ပါတယ်ဟုတ်ပြီမနှစ်ကလို့ပြောချင်တယ်ဘယ်လိုပြောမလဲစကူနန်လို့ပြောပါတယ်နောက်တစ်မျိုးကျော်နန်တမြန်နှစ်ကမနှစ်ကရှေ့ရတမြန်နှစ်ကကိုကြတော့ဤစကူနန်လို့ခေါ်ပါတယ်ဤစကူနန်နောက်တစ်မျိုးအိုတိုတိုရှိလို့ပြောပါတယ်အိုတိုတိုရှိပါနောက်လာမယ်နောက်2နှစ်ကိုဘယ်လိုပြောမလဲနောက်လာမယ်တစ်နှစ်ကျော်နောက်ထပ်2နှစ်ကိုကြတော့စာရိုင်းနန်လို့ခေါ်ပါတယ်စာရိုင်းနန်ဟုတ်ပြီနောက်တစ်မျိုးပြီးခဲ့တဲ့2လလွန်ခဲ့တဲ့2လဘယ်လိုပြောမလဲဆန်းဆန်းကစ်ပြီးခဲ့တဲ့2လပြီးခဲ့တဲ့2ပတ်ကိုကြတော့ဆန်းဆန်းရှူလို့ခေါ်ပါတယ်ဆန်းဆန်းရှူပြီးခဲ့တဲ့2ပတ်ဟုတ်ပြီနောက်ထပ်2လနောက်လာမယ်2လကကြတော့စာရိုင်းကစ်နောက်2လပါနောက်2ပတ်နောက်လာမယ်2ပတ်ကိုကြတော့စာရိုင်းရှူနောက်2ပတ်ပါဟုတ်ပြီတနေ့ကလို့ပြောချင်ရင်စန်းဂျစ်ဟုတ်ပြီနောက်တစ်မျိုး
နှစ်ဆုံးနဲ့နှစ်စာကိုဘယ်လိုပြောမလဲနှစ်ဆုံးနှစ်စာကိုဘယ်လိုပြောမလဲနမ်းမဆနမ်းရှိနှစ်ဆုံးနှစ်စာနှစ်ကုံပိုင်းကိုဘယ်လိုပြောမလဲခုတဲ့နှစ်ကုံပိုင်းမှာခွင့်ယူသည်ကျူကောက်တို့ခွင့်ယူသည်ဟုတ်ပြီနောက်တစ်မျိုးအစီအစဉ်တွေကိုချိန်ညှိသည်ဘယ်လိုပြောမလဲ요때요 처세 수루အစီအစဉ်ကိုပြောင်းလဲမယ်요때요 한코 수루အစီအစဉ်ကိုရွှေ့ဆိုင်းမယ်요때요 수라수အစီအစဉ်ကိုရွှေ့ဆိုင်းမယ်နောက်ထပ်နေဆွဲတွေကိုချိန်ညှိမယ်ဘယ်လိုပြောမလဲ히니치요 처세 수루နေဆွဲကိုပြောင်းလဲမယ်히니치요 한코 수루နေဆွဲကိုရွှေ့ဆိုင်းမယ်히니치요 수라수စာရင်းဇယားတွေကိုချိန်ညှိမယ်ဘယ်လိုပြောမလဲ니때요 처세 수루စာရင်းဇယားကိုပြောင်းလဲမယ်니때요 한코 수루စာရင်းဇယားကိုရွှေ့ဆိုင်းမယ်니때요 수라수နောက်ထပ်အချိန်ဇယားကိုချိန်ညှိမယ်스케줄로 처세 수루အချိန်ဇယားကိုပြောင်းလဲမယ် 스케줄로 한코 수루အချိန်ဇယားကိုရွှေ့ဆိုင်းမယ် 스케줄로 수라수နောက်ထပ်ခီးသွွားကုမ္ပဏီမှာခီးသွွားဖို့အတွက်လျှောက်လာတင်တာကိုဘယ်လိုပြောမလဲဆိုရင်려코 가이샤니 모시코모ဟုတ်ပြီတင်ထားတာပိုကင်ကိုပယ်ဖြတ်မယ်요야구오 또리케스နောက်တစ်မျိုး요야구오 칸셀루 수루အထုပ်ထုပ်ပိုးတဲ့ခီးသွားဖို့အတွက်အထုပ်ထုပ်ပိုးမယ်니모스오 소메루ထုတ်ပိုးမယ်ပြပခရီးစဉ်ခိုင်လျော်ကိုပြည်တွင်းခီးစဉ်ကြတော့코쿠나이လျော်ကိုပြည်တွင်းခီးစဉ်မှာနှစ်ညအိတ်3ရက်နဲ့ရေပူစမ်းသွားမယ်ဆိုရင်ဘယ်လိုပြောမလဲဆိုရင်2泊3日で온산이行く2泊3日で온산이行くနှစ်ညအိတ်3ရက်ဖြင့်ရေပူစမ်းကိုသွားမယ်နှစ်ညအိတ်3ရက်နဲ့မသွားဘူးနေချင်းပြန်ရေပူစမ်းကိုသွားမယ်ဆိုရင်日帰りで温泉に行くနေချင်းပြန်နဲ့ရေပူစမ်းသွားမယ်ဟုတ်ပြီဂျပန်စတိုင်တဲခိုခန်းမှာတဲခိုမယ်ဆိုတော့ကြတော့旅館に宿泊するဂျပန်စတိုင်တဲခိုခန်းမှာတဲခိုမယ်じゃあここで終わりましょう今日も良い日をおやすみなさい